ခုလောက်ပြောကျင်တယ်ဘာပြောကျင်လဲဆိုတော့ရိုဟင်ဂျာနဲ့ပတ်သက်ပြီးတော့ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီးတော့ဘာပြောကျင်လဲဆိုတော့ခိုးဝင်ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီးတော့သူတို့လောက်တာကိစ္စမရှိဘူးမြန်မာနိုင်ငံမှာမိတေးမိထိုင်နေလာတဲ့သူတွေပါဒုက္ခရောက်တယ်ရိုဟင်ဂျာတွေကိုတော့ပြောတာမဟုတ်ရိုဟင်ဂျာတွေကပြပမှာဘာကြောင့်လဲဆိုတော့မြန်မာပြည်ကလူတွေကခဏတာလာနေတဲ့မြန်မာနိုင်ငံကိုသူတို့နိုင်ငံလို့လည်းသူတို့ကသတ်မှတ်ထားတာမဟုတ်ငါတို့ခဏတာလာနေတယ်ခဏတာနေဘူးခဏတာပြန်မယ်ဆိုတာပဲတေးတာကိုပြောတာသူတို့အသက်ထွက်တဲ့အချိန်သူတို့နေမယ်နေပြီးသွားလို့ရှိရင်သူတို့ပြန်ခဏတာလာနေတဲ့ဗမာပြည်ကြီးကငါတို့နိုင်ငံမဟုတ်ဘူးဆိုပြီးတော့သူတို့ကသတ်မှတ်ထားကြတာအများဆုံးတချို့လူကကြတော့ဘင်္ဂါလီကကြတော့အဲ့လိုမဟုတ်ခဏဝင်လာတယ်ငါနိုင်ငံဆိုပြီးတော့អော်တယ်ပြည်တွင်းထဲမှာတကယ်အစ်စ်တိုင်းရင်းသားအစ်စ်ကတကယ်စမှုပြူရအောင်မှာအကျိုးပြုခဲ့တဲ့သူတွေကနော်စမှုပြူရမှာအကျိုးပြုခဲ့တဲ့သူတွေကဘာတာမှမထငါတို့ဒီခဏနေတယ်တနေ့ပြန်ရမှာနေကြီးအောက်ထဲအဲ့ဒီရွယ်တဲ့နဲ့ပဲနေကြအားလုံးငါနိုင်ငံဆိုတာမရှိပါဘူးပြောချင်တာဘယ်နိုင်ငံမှငါနိုင်ငံကိုပိုင်ဘယ်နိုင်ငံမှငါနိုင်ငံဆိုပြီးတော့မရှိကိုပိုင်နိုင်ငံဆိုတာမရှိခဏတာလာတယ်ခဏတာပြန်ကြရမယ်သူတွေပဲအဲ့တော့ငါနိုင်ငံអော်ပြီးတည်နေတဲ့အုပ်စုတစုကတသက်ရှိတယ်ထမင်းငါអော်တယ်ငါနိုင်ငံဆိုပြီးတော့អော်ရတယ်လိုင်းမုံမှာအဲ့တော့ငါတို့ကပြောချင်တာလူမျိုးရေးပြိပခါမလုပ်ကြပါနဲ့ဒီလောက်ပဲငါတို့ကပြောချင်တယ်နော်